နောက်နေ့မှာတော့ညီဖြစ်သူဟာထုံးစံတိုင်းပလတ်စတစ်တွေကောက်ဖို့ရေထဲကိုဆင်းသွားခဲ့တယ်။ရေပေါ်တက်ခါနီမှာပဲမောင်မဲနေတဲ့ရေအောက်မှာသူ့ကိုစိုက်ကြည့်နေတဲ့နဂါးကြီးကိုမြင်လိုက်ရပါတယ်။ကြောင်းလန့်တကြားနဲ့လက်ထဲကပုံးကိုပစ်ချပြီးကုန်းပေါ်ကိုကူးခတ်ကထွက်ပြေးပါတော့တယ်။ဒါကိုချောင်းကြည့်နေတဲ့အကိုဖြစ်သူကတော့အကြံအောင်ပြီဆိုပြီးဝမ်းသာအားရဖြစ်နေတာပေါ့။ကဲအခုတော့ဘသူမှငါနဲ့လာမလွတ်နိုင်တော့ဘူးဆိုပြီးသူကိုယ်တိုင်ရေထဲကိုခုန်ဆင်းသွားခဲ့တယ်။ရေအောက်ရောက်တော့သူကိုယ်တိုင်ထုထားတဲ့နဂါးရုပ်ကြီးကိုမြင်ပြီးငါညီကတော့ဒါကိုအစ်စ်အောက်မိပြီးကြောက်နေလိုက်တာဆိုပြီးလှမ်းပြောင်းနေသေးပါတယ်။ဒါပေမဲ့သူလက်အထမှာပဲတက်သားနဂါးကြီးကပစက်ကြီးအကျယ်ကြီးဖျဲလိုက်ပြီးအရှိန်နဲ့သူ့စီကိုပြေးဝင်လာပါတော့တယ်။အကိုဖြစ်သူဟာထိတ်လန့်တုန်လှုပ်ပြီးအသက်လုကကဲပေါ်ကိုပြေးတက်ခဲ့ရပါတယ်။ကဲပေါ်ရောက်လို့ရေပြင်ကိုကြည့်လိုက်တော့ငိမ်သက်နေတာကြောင့်ငါပဲမျက်စိမားတာနေမှာပါလို့သူကထင်မိပါတယ်။ဒါပေမဲ့ကြောက်စိတ်ခလောဘကပိုကြီးနေတဲ့အတွက်နောက်တစ်ချိန်ရေထဲကိုထပ်ဆင်းကြည့်ပါတယ်။ဒီတစ်ခါမှာတော့သူအသက်အချားကိုမြင်လိုက်ရပါတယ်။နဂါးကြီးကအသက်ဝင်နေုံတင်မဟုတ်ပဲအရေကထပ်ပိုကြီးလာပြီးသူ့စီကိုအရှိန်နဲ့ပြေးဝင်လာပါတယ်။သူဟာနဂါးကြီးရဲ့တိုက်ခိုက်မှုတွေကိုမရှောင်ရင်းဘေးကရကိုကူးခတ်နိုင်ခဲ့ပါတယ်။ချောင်းလန့်ကြီးတဲ့နောက်မှာတော့အဲ့ဒီနဂါးကြီးဟာရေကန်အောက်ခြေကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဘသူမှအဲ့ဒီရေကန်တဲ့ကြီးနားကိုမကတ်ရဲတော့သလိုနဂါးကြီးကိုလည်းဘသူမှထပ်မမြင်ရတော့ပါဘူး။လောဘကြီးတဲ့အကိုဖစ်သူဟာသူထောက်ခဲ့တဲ့ထောင်ချောင်းမှာသူကိုယ်တိုင်ပြန်မိသွားပါတော့တယ်။